မင်္ဂလာပါဆုံးတော့ဗီဒီယိုမှာနည်း20ကျော်ပါကျွန်တော်ခဏရတယ်အခုကျွန်တော်ဆုံးမပြောနေအကြောင်းကိုကျွန်တော်ဆက်ပြောမယ်ဆုံးမပြောဖို့ကြံတော့ကျွန်တော်တို့က statement ဆိုတဲ့အကြောင်းကျွန်တော်ပြောဖို့ကြံတော့နောက် statement ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကစာကြောင်းတစ်ကြောင်းမှာကွန်ပျူတာခိုင်းစေတဲ့စာကြောင်းတစ်ကြောင်း statement ရဲ့အဆုံးမှာ semicolon ပါတယ်ဒီလိုမျိုးအခုကျွန်တော်ကြည့်အောင်ကျွန်တော်ဒီအခုရေးလိုက်တာကျွန်တော်ဒါ statement variable statement ဒီကောင်ဘာလဲဆိုတော့ကွန်ပျူတာကျွန်တော်ဒီ statement ခိုင်းစေလိုက်တယ်ဘယ်လိုခိုင်းစေလိုက်လဲဆိုတော့ a ဆိုတဲ့ variable တစ်ခု account integer data type ဖြစ်တယ်နောက်ပြီးတော့အဲ့ထဲမှာ19ဆိုတဲ့တန်ဖိုးကိုသိမ်းမယ်ဆိုတော့ကွန်ပျူတာကျွန်တော်ခိုင်းစေလိုက်အဲ့လိုခိုင်းတဲ့စာကြောင်းတစ်ကြောင်းကိုကျွန်တော်က statement လို့ခေါ်တယ် statement တစ်ကြောင်းဆုံးတိုင်းမှာ semicolon ပါရတယ်ဟုတ်နော် statement ကွန်ပျူတာခိုင်းစေတဲ့ဆိုတာစာကြောင်းကို statement လို့ခေါ်တယ် statement တစ်ကြောင်းဆုံးတိုင်းမှာ semicolon ပါဟုတ်ပြီ after statement အခုကျွန်တော်က variable ကိုကျွန်တော်ဆက်ပြောပါမယ်အမှန်တော့ကျွန်တော်အခုရေးပြသွားတာဒါ variable ဒါ integer လောက်တယ် initialize လုပ်တယ်လို့ခေါ်တယ်။ဘာလို့ variable ကိုတစ်ခါတည်း create ပြီးတော့ then value assign လုပ်လိုက်တာ။အခုအဲ့ဒါကိုတစ်ဆင့်ချင်းပြန်ပြမယ်။ statement တစ်ကြောင်းဖွဲ့ပြီးတော့ h ဟုတ်ပြီdata ဘာလို့လဲဆိုတော့ဒါကိုကျွန်တော် declare လုပ်တယ်လို့ခေါ်တယ် declare လုပ်တယ်ကျွန်တော်ဒီ statement ဒီကောင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကကွန်ပျူတာကိုပြောလိုက်မယ်ဒါပေမဲ့ in ဆိုရဲ sorry a ဆိုရဲကျွန်တော် variable တစ်ခုကျွမ်းနိုင်မယ် icon int data type ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကွန်ပျူတာပြောလိုက်တယ်အဲ့တော့ကွန်ပျူတာဘာနားလဲဆိုတော့ကျွန်တော်တို့ဒီမှာဟုတ်တယ်ဒီ okay it's a fiberအခုint a လို့ပြောရင်တကယ်နဲ့ဘာဖြစ်ကွန်ပျူတာဘာဖြစ်မလဲဆိုတော့ဒီမှာ sorry ဒီမှာကွန်ပျူတာ memory ရှိ RAM ရှိမယ်ဟုတ်ပြီကျွန်တော်ဆိုတော့ int a လို့ပြောလိုက်ရင်ကျွန်တော်တို့ဘာလောက်ခိုင်းနိုင်လဲဆိုကွန်ပျူတာဘာလောက်ခိုင်းလဲဆိုကွန်ပျူတာမုံမှာတွားပြီးတော့သူ့အတွက်နေရာတစ်ခု create လုပ်လိုက်မယ်ဖန်လိုက်မယ်icon a ဆိုတဲ့ file ပဲနာမည်နဲ့ဖြစ်မယ်a ဆိုတဲ့ file ပဲနာမည်နဲ့ဖြစ်မယ်ဒီသဘောပြီးနာမအဲ့လိုလုပ်လိုက်တာကိုကျွန်တော်တို့က declare file ပဲ declare လုပ်တယ်လို့ခေါ်တယ်အဲ့မှာကျွန်တော်က age ဆိုပြီးတော့ equal တော့မဟုတ်ဘူး assignment operator ကိုခေါ်တယ်နောက်တစ်ခါမှကျွန်တော်တို့သင်ရတော့simple မှတ်ထားအောင် equal ဟုတ်ပြီthen comma comments statement ကြောင်းပြီးတိုင်းမှာ semicolon ထည့်ရနောက်ဒီလိုလုပ်ရတာတော့ဘာခေါ်လဲဆိုတော့ assign လုပ်တယ် variable assign လုပ်တယ်လို့ခေါ်တယ် from what declare လုပ်မယ်နောက်မှာage equal to age မြတ်ချင်း10ဆိုတော့
10ဆိုတာ အခုတော့ဘာခိုင်းလဲဆိုအဲ့ဒီအစောက create လုပ်ထားတဲ့ a ဆိုတဲ့ variable နေရာမှာ10ဆိုတာကိုတူလောင်လိုက်မယ်လို့ပြောတာဘာလို့လဲဆိုတော့ဒီနေရာမှာ10ဆိုတာလာပြီးထည့်လိုက်တော့ဒီစဘောတော့မြန်ပုံဆွဲပြပြဟုတ်လားအစင်က declare လုပ်တယ်နောက်တစ်ဆင့် assign လုပ်တယ် assign က variable ဆိုတော့ပြောင်းလဲနိုင်တယ် variable ဆိုတော့ vary ပြောင်းလဲတော့ vary ပြောင်းလဲ variable ဆိုတော့ပြောင်းလဲနိုင်တယ်ကျွန်တော် declare တစ်ခါလုပ်ပြီးရင်ကျွန်တော် assign ကကိုစံနှရှိတဲ့အချိန်ချင်းလုပ်လို့ရတယ်ခုကျွန်တော်10 assign လုပ်ထားတယ်ကျွန်တော်ထပ်ပြီးတော့20လို့ assign ထားပါရတာပဲဒါပြဿနာမရှိဘူး variable ဆိုတဲ့အတွက်သူ assign သူက declare တစ်ခါလုပ်ပြီးရင် assign ဘယ်နှခါလုပ်ရမှာဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အဆုံးမှာအမှတ်10ကိုဖယ်လိုက်မယ်ဖယ်ပြီးရဲ့နောက်မှာအဲ့နာမှာ20ရောက်10ပြတ်သွားပြီโอเคတော့ declare လုပ်ရင်ကျွန်တော်ဒီထားတဲ့ကကျွန်တော် assign လုပ်ရင်ကျတော့ notify ပဲနဲ့ပဲယူ assign လုပ်နောက်ပြီးဒီကောင် declare နဲ့ assign အဲ့ဆိုရင်ကျွန်တော်ပထမဆုံးရှေ့မှာကျွန်တော်ဒီပြတ်သွားတဲ့ပုံစံကြတော့90ကျွန်တော်လုပ်ပြသွားဒါကိုကျတော့ဘယ်လိုခေါ်လဲဆိုတော့ initialize လုပ်တယ်လို့ခေါ်တယ်။ဘာလို့တခါတည်း variable ကိုတခါတည်းတိဆောက်ပြီးအဲ့ဒီမှာတန်ဖို့တခါတည်းထည့် statement တစ်ကြောင်းထဲမှာအလုံးနှစ်ခုလောက်လိုက်တယ် variable တိဆောက်တယ်ဆောက်ပြီးအဲ့ဒီမှာတန်ဖို့တခါတည်း assign လုပ်လိုက်တယ်။ဟုတ်နော်။အကောင်ရောက်ဘာလို့ဆိုတော့ initialize လို့ခေါ်တယ်ခေါ်တာ initialize ဒါကြောင့်ကျွန်တော် initialize လုပ်တယ်လို့ခေါ်တယ်အဲ့ဒါ initialize လုပ်တာဆိုတော့အကြောင်းသူပေါင်းလိုက်တာပဲအဲ့ဒါ declare assign integer 啦အဲ့တခုပဲငါပြောချင်တော့လေကျွန်တော် declare တစ်ခါလုပ်ပြီးရင် assign variable assign ကကြိုက်လောက်တစ်ခါလုံးနိုင်မယ်တို့ဒီ variable name တစ်ခုကိုတော့ declare နှစ်ခါပြန်လုပ်လို့မရဘူးဥပမာတကယ်လို့ဆိုကျွန်တော်ဒီမှာ a ဆိုရင်တော့ဒါမှမဟုတ်အဲ့ဒါတက်မှာဖုန်းဒီမှာ a ရှိပြီသားအဲ့ဒီဒီကောင်ကတကယ်လို့ဒီကောင် declare သွားလို့မရဘူးတော့ဒီကောင်ကွန်ပျူတာဟိုmemory ပေါ်တော့ကြည့်မယ်အဲ့မှာ a ဆိုတဲ့ကောင်ရှိပြီသားဖြစ်နေအဲ့အတွက်ကျွန်တော်ဒါဆောက်လို့ရှိနေပြီသားဖြစ်နေအဲ့အတွက်ဒါအဲ့ဒါတက် intelligent မဖြစ်ဘူးလေရှိမိသားလို့ရှိပြီးသားယူတော့မှအတိုင်းမြန်အဲ့တော့variable ကို declare တစ်ခါလုပ်ပြီးရင်ကြိုက်တော့ assign လုပ်ပြီးတော့လို့ assign လို့ရတယ်ဒါပေမဲ့ variable name တစ်ခုတည်းကို declare နှစ်ခါပြန်လုပ်လို့မရဘူးနော်ပြီးတော့ integer လုပ်ပြီးတဲ့အခါမှာလည်းကျွန်တော် assign ထပ်လုပ်လို့ရသေးတယ်ဟိုမှာ get set တော့ကြာ assign အဲ့တော့ variable assign လုပ်တာတော့ကြိုက်တော့ assign ထပ်ခါလုပ်လို့ရတယ်ဒါပေမဲ့ declare out variable name ကို declare ထပ်ခါလုပ်လို့မရဘူး initialize ထပ်ခါလုပ်လို့မရဘူးကျွန်တော်ဒါကိုကွဲပြားအောင်သိနေနော်ဒါဖြစ်
ဒါဘာပဲဒီကလေးအဲ့နာမှာတန်ဖိုးတဲ့ assign တခါဒီကလေးလုပ်ပြီး assign ကို statement တစ်ကြောင်းနဲ့မှာတခါလို initialize လုပ်တယ်လို့ခေါ်တယ်အခုနောက်တစ်ခုပြောဖို့ကြံတော့ကျွန်တော် variable name တွေကိုကျွန်တော်တို့ပေးတဲ့အခါမှာကျွန်တော် number နဲ့မစားဘူး special character နဲ့မစားဘူးပြောခဲ့တယ်နောက်တစ်ခုပြောဖို့ကြံသေးတာkeyword တွေနဲ့လည်းစားလို့မရဘူး keyword တွေပါလဲဆိုတော့ဒီမှာဖော်ပြထားတယ် true နဲ့စားလို့မရဘူး auto f လို့လောင်းလို့ဟုတ်ကဲ့ keyword ဆိုတာဒါသူဒီ C program ရဲ့သူအယူသုံးထားတဲ့စကားလုံးတွေပေါ့ဥပမာ program file ဥပမာကျွန်တော်ဘာသာစကားမှာဆိုရင်ဥပမာကျွန်တော်မြန်မာလားသွားသည်လာသည်စားရတဲ့ကောင်တွေကမောင်းတော့တာ kriya အဲ့ kriya ကိုကျွန်တော်လူနာမည်ပြီးရင်ဒါပေးလို့ရပါမယ်မောင်းတော့သည်တော့မတ်စားသည်တော့ဘယ်နဲ့ကြောင်တော်လေးဖြစ်မှာနာမည်ပြီးကတိကသက်လုပ်ပြီးပေးရင်တော့ရတာပေါ့ဒါပေမဲ့ဒါပေးလို့မရဘူးလေကောင်းဆုံးဒီကောင် kriya ပဲအဲ့လိုပဲနောက်ဒီမှာလည်းကျွန်တော်ဒီပြထားတဲ့စလုံးတွေကဒီကောင်တွေကprogram ရဲ့ဟိုဘတ်တွေပေါ့ဥပမာ keyword ဘယ်ဥပမာပြရ keyword တွေအဲ့ကောင်တွေကိုကျွန်တော်တို့ကယူသုံးလို့ရဒီမှာဆိုကြည့်ပါဒီမှာ return မှာ in ဆိုရင်သူဒီ keyword ပဲ include inside ပေါ့ကောင်းဒီကောင်တွေက keyword တွေသူ language ဘတ်တွေပေါ့အဲ့ဒီကောင်မျိုးကကျွန်တော်ယူသုံးလို့အဲ့တိုင်းယူသုံးလို့မရဘူးတို့တော့ကျွန်တော်အဲ့ဒါတက်မယ်ဟုတ်ပါအဲ့တော့နောက်တစ်ခုရှင်းဖို့ကြံတာကprintf တော့ဒါကိုကျွန်တော်ဘာလို့ခေါ်တာ function လို့ခေါ်တယ် function ဆိုတာကလောက်ဆောင်ချက်ဘာလဲဆိုတော့ function နဲ့လောက်ဆောင်ဆိုတာအလုပ်ပေးတာအလုပ်တစ်ခုလုပ်ပေးတာကျွန်တော်ဒါ printf ဆိုတဲ့ function တော့ဘာလုပ်ပေးလဲဆိုတော့လော console ပေါ်မှာစာသားတွေကို print ထုတ်ပေးတယ်နောက် function မှာကျွန်တော်အခုကကျွန်တော် function အခန်းမြောက်သုံးထားမယ်ဒီမှာကျွန်တော်စီစဉ်စီတာနည်းနည်းပြောထားမယ် function မှာဒါ function name ပါမယ်အပြီးခွင့်စာခွင့်ပဲဒီလက်သေးခွင့်ပါမယ်အဲ့ထဲမှာ parameter ကိုရေးမယ်ရေးမှာပါတာဆိုသူထဲကိုပြန်မယ်တန်ဖိုးဒီနော် function ကဘာနဲ့တူလဲဆိုတော့ကျွန်တော်စက်ရုံတစ်ခုနဲ့တူတယ်ဆက်တစ်ခုနဲ့တူတယ်ကျွန်တော်တို့ကလိုအပ်တဲ့ဟာကိုထည့်မယ်ထည့်ပြီးတော့ပြန်ထွက်ရမယ်ကျွန်တော်ရှေ့ပိုင်းမှာပြောဆိုရင်ဒီကောင် data ကိုထည့်မယ် information ပြန်ပေးမယ်ဟုတ်တော့ကျွန်တော်ဒီကနေပြီးတော့တော့ data ကိုထည့်လိုက်နောက်ပြမတစ်ခါမှကျွန်တော်ပြသွားမယ်အဲ့ဒါကပြန်ရမှာပြန်ရတော့1 int 8 and 10 and mama is 5%. Okay. Good time. Data နဲ့ကိုဖြတ်ထားတယ်။ဒီနှစ်ခုကအဲ့တော့ဒီတစ်ခုနဲ့တစ်ခုကြားဘယ်လိုသတ်မှတ်လဲဆိုတော့ comma နဲ့ရှာပြီးတော့သတ်မှတ်တယ်။ comma တစ်ခုအပြင် comma အပြင်တော့ parameter ပေါ့။နော် data နဲ့ပါ parameter တစ်ခုနဲ့တစ်ခုကြားတော့ comma နဲ့ရှာပြီးတော့သတ်မှတ်တယ်။ကျွန်တော်ဒါ run ကြည့်မယ်။
see မြေတော့limit terminal တူterminal separate ပြလဲသူဒီ history ကိုမှတ်ထားတယ် console က okay ကိုရရthis is the file vector c okay ဖားကြောင့်sorry ကျွန်တော်မသိခဲ့ရဘူး Control S ပြလိုက်ပြီ okay ဟော instant of video ကကျွန်တော်ထွက်လာတဲ့ information ပဲနောက်ဒီမှာကျွန်တော် data တွေမ is ပါတာသုံးဝင်နေဘူးပါအသုံးကြတဲ့ 10ဘာကြီးလုံး10ပါလာပေါ့10ပါအတိတ်ပဲမရှိသေးဘူးအဲ့ဒါကိုကျွန်တော်ဒီမှာ print ထဲမှာဖြတ်ပြီးတော့ကျွန်တော် process လုပ်လိုက်မှamount is 10ဆိုရင်ကျွန်တော် information ကိုရမယ်ဒါကျွန်တော်ဆက်ပြတာ data ဆိုတော့သူကြည့်ဆိုတာအတိတ်ပဲမဲနေတယ်အတိတ်ပဲမဲနေတယ်အဲ့ data တွေကို process လုပ်လိုက်မှပေါင်းဆက်လိုက်တဲ့အခါကျမှ information ဖြစ်လာဒါကျွန်တော်ရှေ့ပိုင်း data နဲ့ information ကိုနောက်ခုတာနဲ့ဆက်ပြီးတော့ပြပြပေးပါနော်ဟောကျွန်တော် print ဆိုရပြောနေအကြောင်းပြန်သွားအောင် print function တွေအများကြီးရှိတယ်နောက်ပိုင်းမှာကိုယ်တိုင် create လုပ်တဲ့ function တွေလည်းရှိမယ်နောက်ကိုဒီ function ဘယ်လိုသုံးမလဲပြောမယ်သူမှာတန်ဖိုးအပိုင်းတစ်ခုပါတယ်နောက်ရှင်းလေးလုပ်တယ်print function ဘယ်လိုသုံးလဲဆိုတော့သူထဲမှာကျွန်တော်တို့ဒီ double ကုန်းနဲ့အဲ့ဒီမှာကို console ပေါ်မှာထုတ်ပြခြင်းနဲ့စာသားကိုဒီ double ကုန်းပေါ်မှာရေးပါမယ် hello world ဟုတ်ပြီအဲ့ hello world ကျွန်တော်ဒီ console ပေါ်မှာထုတ်ပြခြင်းနဲ့print function တွေမှာကျွန်တော်ဒါရေးတာfunction ဘာလို့မှကျွန်တော်ကိုယ်တိုင်စဉ်းစားကြည့်မှဆိုကျွန်တော်ဒီ console ပေါ်ကျွန်တော်ဒါစာဘယ်လိုရအောင်ရေးမလဲကျွန်တော် code အများကြီးရေးအဲ့တော့ကျွန်တော် C language ကိုတီထွင်တဲ့လူတွေကကျွန်တော်ရေးပြီးတော့ကျွန်တော်တို့ဒီ function ကိုထုတ်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီ function လေးကိုယူသုံးလိုက်တာနဲ့ကျွန်တော်တို့နောက်က project တွေကိုလောက်ဆရာမလို့တော့အဲ့ function ကသူ့လိုကျွန်တော် process လုပ်ပြီးတော့ကျွန်တော်ဒီ data လေးကိုကျွန်တော် information ဖြစ်နေတော့ပုံစံမှာပြဘယ်တော့ဒီ hello ပါ C A ဒါဆိုရင်ကျွန်တော် hello ပါထားဟုတ်တော့စာဝိုင်းမှာတော့ကျွန်တော်တို့ပါ variable ကိုကျွန်တော်ဖြတ်ပြတယ် int a ကျွန်တော်ဒါတွေကိုကျွန်တော်ဒီ console မှာပြခြင်းနဲ့အဲ့ဆိုဘယ်လိုလုပ်မလဲကျွန်တော် print active ကျွန်တော် print format ကျွန်တော် format ဆိုတာပါကျွန်တော်ပုံစံပေါ့ format ဆိုတော့ဒီပုံစံနေရာကြပုံစံကွဲပုံစံချတာကျွန်တော်ဒီ integer တန်ဖိုးတွေကိုကျွန်တော်ကထုတ်ပြခြင်း %t ကိုကျွန်တော်အကောင်က space square လို့ခေါ်တယ်အကောင်ကဒီမှာနောက်ဆုံးမှာပြ square sequence sorry ဒီမှာဒီရပဲနော်ဗျ
မဟုတ်ဒီကောင်နေဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်ခေါ်လိုက် slide ကို save ဖို့မိသွား okay percentက integer တန်ဖိုးတွေ percent က float တယ် float နဲ့တပိုင်းနဲ့တန်ဖိုးတွေပြီးတဲ့နောက် percent စီက character တန်ဖိုးတွေကိုကျွန်တော်တို့ပြဖို့အတွက်အသုံးပြုတယ်A က percent ဖြစ်တယ်ဒီနောက်မှာ and C က percent C ဖြစ်တယ်အဲ့ဒီနောက်မှာကျွန်တော်ပုံမှာရှားပြီးတော့ဒီကောင်ဒါဆိုတာဒါ parameter ကိုသူထဲမှာဖြစ်တဲ့ဟိုရောဒါ parameter လို့ခေါ်တယ်အခုတော့ဒီရရှိအစင်အတိုင်းမှာဒီ percent C နော်ဒီ A C နောက်ရှိရကျွန်တော် format ပုံစံကိုရေးမယ်ပထမ parameter မှာကျွန်တော်ဒီ format ပုံစံရေးမှာအမှ comma ရှားပြီးမှဒီ format ထဲမှာပါတဲ့နော်အစဉ်တိုင်းတော့ percent ရ share လိုက်ရင် percent ရဲ့ဒီ age ကိုအရင်ရေးမယ်percent စီကအကယ်၍ share လိုက်ဒီကောင် age စီကိုရေးမှာအဲ့ကို comma ထပ်ချမယ်နောက်ပြီးမှသူဒီ tutorial လာတဲ့သူ 40 format ထဲမှာပါရေးဒီ format ထဲမှာပါတယ်နောက်တော့ စီကိုရေးဟိုကြောင့် combine လုပ်မယ်10 and CA ဟိုတော့ဒီလောက်ဆိုတော့ကျွန်တော်ဒီ print as တုံးပြဖို့နားလည်မယ်လို့ထင်ပါတယ်အဆုံးတော့ဒါပါလဲဆိုတော့တော့ဆုံးတော့ဒီ format ထဲမှာအသုံးပြုရ new line ဆိုရင်ကျွန်တော်တို့အောက်ကြောင်းဆင်းတာဆက်စပ်ဖြစ် horizontal depth the other vertical depth ဆက်စပ်ဖြစ်တယ်အဲ့အကုန်လုံးတင်မပြောတော့ဒီ select ပြီးဆိုရင် S ပေးပေါ့ကျွန်တော်အရင်မပြောတော့ပါအဲ့ကျွန်တော်ကိုယ်တိုင်မသုံးဘူးလည်းအများကြီးပါတယ်သုံးရတာကဒီ power select n နောက်တစ်ကြောင်းဆင်းတာအဲ့ပြီးတော့ depth horizontal depth ခေါင်းတာအဲ့ပြီးတော့ V S ပေးဒီနေ့ပြမယ် okay ကျွန်တော်ဒါပြီးနောက်တစ်ကြောင်းဆင်းပြီးပြကြအောင်အခုကကျွန်တော်ကကြောင်းနေမှာကျွန်တော်ပြန်နေနောက်တစ်ကြောင်းဆင်းပြီးပြကြတော့Okay ဒါဆိုကျွန်တော်အောက်တစ်ကြောင်းဆင်းသွားပြီအဲ့လိုပဲကွာ depth ဆိုတော့တက်ခုံသွားအောင်Okay ကျွန်တော်တက်ခုံဟိုရတခုချင်းဒီဟောပေါ်တိုင်းငါလေးချင်းကြည့်ပါအဲ့ကျွန်တော်ကဒီနေ့ကျွန်တော်က variable ဆိုတာဘာလဲပြောတယ်အဲ့ variable မှာ variable တစ်စင်းနေ statement ဆိုတာဘာလဲဆိုတာပြောတယ်အဲ့ပြီးတော့ initialize declare လောက်ကပြောတယ်အဲ့နောက်ပါကျွန်တော် main နေ initialize on declare assign sorry no assign လို့လည်း no
အားပြောတယ်အဲ့တော့ဒီ print function အကြောင်းကိုကျွန်တော်ပြောတယ် data ဆိုတာဘာလဲ information ဆိုတာဘာလဲ data နဲ့ information နဲ့ခွဲခြားပုံကိုကျွန်တော်ပြောခဲ့တယ်ဟုတ်ပါဒါဆိုဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဗျဟုတ်နောက်ခါမှကျွန်တော် operator အကြောင်းပြောပါမယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်